ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီနေ့တော့ထုံးစံအတိုင်းပေါ့နော်ဒါရီးစရာမောစရာဟာတာလေးတစ်ပုဒ်နဲ့ပြန်လည်ပြီးတော့မှတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဒါကင်မတီပိုင်းဆိုတော့နော်ကဲဒီဟာတာလေးမှာတော့ပါဝင်တာလေးရတော့နော်ပါလဲဆိုတော့ကဒါပါလဲဟိုတုတ်ပြီးထားပြီးလာတော့မသိဘူးပေါ့ဒါပေမဲ့တော့အုံသီးတော့မပြီးဘူးပေါ့နော်ကဲကြပါတယ်ဗျာကျွန်တော်နဲ့အတူလိုက်ပြီးတော့တစ်ချက်လောက်ကြည့်လိုက်ရအောင်所以呀，都一扎比谁出来战术？都比打比也属于咩？我你们听你嘛不？都比他比属于咩？我哋都冇比อยู่ပေါ့နော်ဟုတ်ပြီ你给你嘛吃，ကျွန်တော်ကချစ်တယ်လို့မချစ်တယ်လို့အလုံးကြီးကိုချစ်တယ်ဟာဒါတော့ပါလဲချစ်တယ်လို့မချစ်တယ်လို့ပါဒုတိယမမဆောင်ဆိုတယ်လို့ပဲနော်လို့မချစ်တယ်လို့你可能没有讲安慰你，哪里呢啦？你老干呢啦？တော်စွာပြင်းတယ်ဟာပြင်းနေရလေချစ်ဖို့ပါရှင်းဘာတကားပြောတာ你们这边那个在这里，没在嘞，没买鱼来着。အေးဆိုအမေကြရတော့အမေပဲယူလိုက်တော့ဆိုတာပဲနော်俺妈不在有谁，鸡嘛，你别穿了身上他来着。ကဲဒီနေ့တော့ဒီဟာတာလေးရတော့ဆိုင်းပေါ့နော်ဒါကဲဒီနေ့တော့ဒါဒီဗီဒီယိုဟာတာလေးကိုကျွန်တော်ပြန်ပြီးတော့မှ reaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဘာလဲဆိုတော့ဂျပန်လိုနားမလဲရင်ပေါ့နော်မြန်မာလိုပြောမယ်ဆိုတော့ကစိတ်ဝင်စားစရာတအားကောင်းသွားပြီပေါ့နော်ကျွန်တော်အမြင်တော့ဒါပေါ့နော်ဂျပန်ဆိုတော့ကမျက်စိလက်လမ်းမှာပြီးတော့မြန်မာပြည်ရောက်လာတာတော့မသိဘူးပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံကိုဂျပန်ထင်ပြီးတော့ဂျပန်လိုပြောရတာဖြစ်မယ်ထင်တယ်နော်ကဲကြားပါတယ်ဗျာကျွန်တော်လည်းတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်はじめまして。ဟုတ်တယ်ဟာတကယ်ပြော私の名前はユキコオカラです。ဟုတ်လိုက်လားမင်းသားကဒါဥစားဖြစ်မယ်ထင်တယ်ဥလူမင်းဖြစ်မယ်ထင်တယ်နော်ဥလူဟောဂျပန်လိုပြောတိုင်ပို့ပါလိမ့်မယ်sorry ဂျပန်လိုနားမလဲရင်ကျမမြန်မာလိုပြောမယ်ကဲဒါလေးကတော့ဒါဘယ်လိုပြောမလဲဒါကလေးတွေကိုညံစမ်းတာဖြစ်မယ်ထင်တယ်နော်လိုက်ကြည့်အောင်နော်တော်လိုက်တာဒါလေးကဘာကောင်လေးတော့ဟုတ်တယ်ကဲဒါလေးကဘာကောင်လေးလဲဘာကောင်လေးလဲပြောလေ